ဟန်လွင်သည်သူရဲ့ဂျက်လီရင်အတစ်ဖင်မြန်မာနိုင်ငံအထက်ကိုပြန်တန်းခဲ့တယ်ဟန်လွင်သည်မိမိတိုင်းပြည်ကိုကောင်းကင်ထက်မှပထမဆုံးအကြိမ်မြင်တွေ့ရောက်ခြင်းဖြစ်တယ်ညသို့နောက်တဲ့အခါဟန်လွင်ကပကံမြို့ခေါင်အထက်သို့ပြန်တန်းခဲ့တယ်ဇေဒီပထိုးများသည်လည်းလာရောင်အောက်တွင်တိတ်ဆိတ်အေးချမ်းစွာတည်ရှိနေတယ်ရုတ်တရက်ဇေဒီပထိုးများအထက်ရှိကောင်းကင်ပေါ်တွင်အနီရောင်ပေါ်တယ်တစ်ခုပေါ်ပေါက်လာခဲ့တယ်ဂျိုးသားတစ်ကောင်လည်းထိုပေါ်တယ်မှထွက်ပေါ်လာခဲ့တယ်ထိုဂျိုးသားကစကင်ဖတ်စကိုအသုံးပြုပြီးရှေးဟောင်းဇေဒီပထိုးများကိုစစ်ဆေးနေသည်ကိုဟန်လွင်တွေ့လိုက်ရတယ်ပင်မတ်ကိုတွဲရှိသွားရဲ့အခါဂျိုသားကအကြီးဆုံးဇေဒီပထိုးစီသို့ပြန်ဆင်းသွားပြီး၎င်း၏လက်သည်များဖြင့်နေရန်တစ်ခုကိုချိုးဖျက်လိုက်တယ်ထိုအခါရာစုပေါင်းများစွာပျောက်ဆုံးနေတဲ့ရွှေရောင်လန်တစ်ချောင်းရှိနေသည်ကိုတွေ့လိုက်ရတယ်ထိုလန်သည်အလွန်ဆွမ်းအားကြီးမှသောပကံဘရင်၏ဒဏ္ဍာရီလလန်ဖြစ်တယ်လှမ်းထွက်ပေါ်လာတဲ့အခါဟန်လွင်ရဲ့ရင်ဘတ်တွင်ရှိသောအနီရောင်နဂါးဝိညာဉ်မှလည်းလုံးဝနိုးထလာခဲ့တယ်ဟန်လွင်ကသူ့တဲ့ဂျက်လီရင်ကိုမိပင်ပေါ်သို့အမြန်ဆင်းသက်လိုက်တယ်ထို့နောက်ဟန်လွင်ကကိုသားနဲ့ဇီဒီပထိုးဝင်ပေါက်ချတွင်ရက်လိုက်ပြီးကိုသားအားတားဆီးလိုက်တယ်ကိုသားကလည်းရွှေရောင်များတောက်ပနေသောဖလန်ကိုကင်လျက်ဟန်လွင်အားစိုက်ကြည့်လာလေတယ်ထို့တခါဟန်လွင်ရဲ့မျက်လုံးများနဲ့ရင်ဘတ်ပေါ်ရှိနဂါးတက်တူးများမှလည်းအနီရောင်အလင်းများစတင်တောက်ပလာခဲ့တယ်ဂျိုသားကဟန်လွင်နာလှန်ကိုအသုံးပြုပြီးအနီရောင်အလင်းတန်းများဖြင့်စတင်တိုက်ခိုက်လိုက်တယ်ဟန်လွင်ကလည်းရှောင်သိမ်းလိုက်တယ်ထိုအခါအနီရောင်အလင်းတန်းပြီးဇေဒီပထိုးနေရန်ကခုကိုထိမှန်သွားခဲ့တယ်ဟန်လွင်ကလည်းနဂါမီကိုဂျိုသားထံသို့ပြစ်လွတ်လိုက်တယ်ဂျိုသားကနဂါမီများကိုလှန်ဖြင့်တားဆီးလိုက်တယ်ထို့နောက်နဂါမီများကိုလှန်မှဆုပ်ယူသွားလေတယ်ထိုအခါဂျိုသားကဟန်လွင်အားစောက်ယူဟုခေါ်ကာလောင်ပြောင်လိုက်တယ်အကြောင်းမှာထိုလှန်ကစွမ်းအင်များကိုဆုပ်ယူနိုင်ပြီးပိုပြီးအစွမ်းထက်လာခြင်းကြောင့်ဖြစ်တယ်ဂျိုသားကလန်ကိုလဲကဟန်လွင်အားထပ်မံတိုက်ခိုက်လိုက်တယ်ဟန်လွင်ကနောက်သို့ဆုပ်၍ရှောင်သိမ်းလိုက်တော့လေလှန်ဤစွမ်းအင်သည်ဟန်လွင်ရဲ့လက်တစ်ဖက်ကိုဒဏ်ရာရသွားစေတယ်ထိုဒဏ်ရာမှာဟန်လွင်အားအလွန်ပင်နာကျင်စေတယ်ဟန်လွင်ကသူ့ရဲ့တိုက်ခိုက်မှုကိုရပ်တန့်လိုက်တယ်အကြောင်းမှာလှန်ကသူ့ရဲ့စွမ်းအင်များကိုစောက်ယူနိုင်ကောကြောင့်ဖြစ်တယ်ဟန်လွင်ကသူ့ရဲ့ငကားစွမ်းအင်အကုန်လုံးကိုခနာကိုမှထုတ်လွှတ်လိုက်တယ်ထိုအရာကိုမြင်တဲ့အခါဂျိုသားကဟန်လွင်လက်လျှော့တော့မီဟုထင်မှတ်ခဲ့တယ်ဂျိုသားကစွမ်းအင်အားလုံးကိုစုပ်ယူရန်ဟန်လွင်ရဲ့နှလုံးစီသို့သူ့ရဲ့လှန်ဖြင့်ထိုးလိုက်တယ်ထိုအချိန်ဟန်လွင်ကသူ့ရဲ့စွမ်းရည်များကိုပြန်ရုပ်သိမ်းလိုက်ပြီးလှန်အားသူ့ရဲ့လက်ဖြင့်ဆုပ်ကိုင်လိုက်တယ်ထို့နောက်ဟန်လွင်ကဂျိုသားအားကြည့်လိုက်ပြီးစွမ်းရည်လိုချင်တာလားရော့အောက်လုံးယူလိုက်ဟုဟစ်ကြွေးလိုက်ပြီးသူ့ရဲ့ငကားစွမ်းရည်အကောင်လုံးကိုလှန်ထဲသို့စီးဆင်းစေလိုက်တယ်ဟန်လွင်ကလှန်ကိုဂျိုသားစီသို့ပြစ်လွတ်လိုက်တယ်ဂျိုသားစီသို့ရောက်တဲ့အခါအလွန်များပြားလောသောစွမ်းရည်များသည်လှန်စီမှပေါက်ကွဲထံပေါ်လာခဲ့တယ်ထိုစွမ်းရည်ပေါက်ကွဲမှုကြောင့်ဂျိုသားသည်လည်းတေဆုံးသွားလေတော့တယ်ဟန်လွင်သည်လှန်စီသို့လမ်းလျှောက်သွားလိုက်ပြီးကောက်ကင်လိုက်တယ်ထိုအခါလှန်စီမှပြည့်ပြည့်စုံတဲ့ဆက်သွယ်မှုကိုသူခန်းစားလိုက်ရတယ်